သူ့ရဲ့မိကိုတော့ကြားဦးကြလိမ့်မယ်ကောသမီပြည်ဟာဥဒိဏမင်းကြီးရဲ့မိဖုရားတစ်ပါးဖြစ်တဲ့သမ္မာဝတီထိုသမ္မာဝတီတို့စီမဝေယဝစ္စလုပ်ပေးရတဲ့ခုတ်ဆုတ်တရာဆိုတဲ့အမျိုးသမီးကြီးပဲဖြစ်တယ်သူကဉာဏ်ပညာအမတမကြီးတယ်မိဖုရားတွေဆိုတာကကျောင်းကိုနေတိုင်းသွားလို့မရဘူးဘုရင်ရဲ့ခွင့်ပြုချက်ရှိမှသွားတယ်အဲ့တော့မိဖုရားတွေရဲ့ကိုယ်စားသူကဖះเจ้าတော်နေတိုင်းတော့တရားဖះဟောတဲ့တရားတွေကိုမှတ်သားပြီးနန်းတော်ရောက်တဲ့အခါပြန်ပြီးတော့ဟောပြောရတာအဲသူပြန်ပြီးတော့ဟောတဲ့ gist လေးတွေပေါ့အတူချုပ်သုတ်တန်လေးတွေကိုဣတိဝုဒ္ဒကာဆိုပြီးတော့စိတ်ဝင်စားစရာလေးတွေအဲ့ဒါလေးရတယ်ဒါကခုတ်ဆုတ်တရာဆိုတဲ့ဒေါ်ဥဒ္ဒရာပေါ့နော်ခါလေးကုန်းနေလို့သူ့ကိုခုတ်ဆဆိုတဲ့စကားလုံးရှေ့ထည့်သုံးတာဥဒ္ဒရာဆိုတဲ့အဲ့ဒီအမျိုးသမီးကဉာဏ်ပညာမတ္တမကြီးတယ်မြတ်စွာဘုရားဟောတာကိုသူနားလေတယ်ပြန်ပြီးတော့ဟောနိုင်တယ်အဲသူဟောတဲ့ဟာတွေကိုသိတဲ့မှတ်ချက်ပေးပြီးတော့ဣတိဝုဒ္ဒကာလို့နောက်တစ်ခါထူးခြားတဲ့လူတယောက်မှရနိုင်တဲ့ထူးခြားတဲ့အရည်အသွေးတွေသူများနဲ့မတူတဲ့အရည်အသွေးတွေရှိတာကိုထုတ်ဖော်ပြီးတော့ဟောတဲ့ဒေသနာမျိုးကိုအဘုဒ္ဓဓမ္မနောက်တကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေကိုအခြေခံပြီးတော့ဟောတာကြတော့ဇာတကလို့ခေါ်ဇာတဆိုတာတကယ်ဖြစ်ပျက်ခဲ့ဘူးတဲ့အကြောင်းအရာတွေဘဝတန်တရားဆိုတာအမတမရှိလျာတော့အဖြစ်ပျက်တွေကလည်းအမတမထူးခြားတယ်တခါတလေကျတော့ပြောကြတယ်လေစိတ်ကူးရင်ဝတ္ထုတဲ့တောင်ဆန်းကျဲနေတာဆိုပါစို့တရားဝါတွေကိုကြည့်လိုက်ပဲဆိုလို့ရှိရင်လိပ်ပြတဲ့ကောင်ရဲ့တောင်မှရေးချယ်ထားတဲ့ဒီဇိုင်းကအခုကဒီဇိုင်းဆရာတွေတဲ့သားနေတယ်သူလှုပ်ထားတဲ့ဒီဇိုင်းကဥတော်ငှက်တွေရဲ့ကြီးစံမှာပါတဲ့ဒီဇိုင်းလေးတွေကလည်းလူတွေအတူခိုးပြီးရေးရလောက်အောင်လှပတဲ့ဒီဇိုင်းတွေပဲအဲ့တော့တဘာဝဒီဇိုင်းတွေကိုပြောတာအဲ့ဒီလိုဟာတွေကအဘုဒ္ဓဓမ္မထူးဆန်းတယ်တကယ်ဖြစ်ပျက်ခဲ့တဲ့ဟာတွေပေါ့နော်အဘုဒ္ဓဓမ္မအကြောင်းအရာတွေကိုဘဝမှာဖြစ်ပျက်လာတဲ့အမတမထူးခြားတဲ့အကြောင်းအရာလေးတွေကိုမြတ်စွာဘုရားကထုတ်လုပ်ပြီးတော့ဟောတဲ့ဒေသနာတွေကိုဇာတကလို့ခေါ်တာသာတံဘူတံကာယတိကတိယတိတိဇာတကောဇာတံဘူတံကထေတိတိဇာတကောတကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုသင်္ကန်းစွာယူရလောက်အောင်စန္ဒမူနာပြအနေနဲ့ဟောတာအဲ့ဒါဇာတကနောက်တစ်ခုကတော့မေးတဲ့လူကမေးဖြေတဲ့လူကဖြေအမေးဖြေလှုပ်ပြီးဟောတဲ့တရားတွေကိုတော့ဝေဒန်လလို့ခေါ်တယ်ဝေဒဆိုတာအသိဉာဏ်နဲ့ကျင့်နှမှုရပြီးတော့ဆင့်စင်ပြီးမေးသွားတဲ့စကားတွေနော်မေးသူကဖြေလိုက်တဲ့အခါမေးသူကအသိဉာဏ်တွေရပြီးတော့ကျင့်နှမှုနဲ့ထပ်ပြီးတော့မေးသွားတယ်ဟိုကရှင်းလင်းပြီးတော့ဖြေကြသွားတယ်အဲ့ဒီအမေးဖြေဒေသနာမျိုးဝေဒန်လလို့ခေါ်တယ်